မင်္ဂလာပါခင်ဗျ Nathan's Report Channel ကနေပြီးတော့ August လ10ရက်နေ့နောက်ဆုံးရရှိထားတဲ့အရေးကြီးသတင်းများကိုဖတ်ပြပေးပါမယ်ပထမဆုံးဖတ်ပြပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံဘက်ချမ်းမှာရှိတဲ့ကြားဖြန့်ငွေလိမ်ဂိုင်းတွေစီကနေပြီးတော့ရုရှားနိုင်ငံသူတဦးဟာမြေကိုဖြတ်ကူးပြီးထိုင်းနိုင်ငံဘက်ချမ်းကိုထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့သတင်းကိုဖတ်ပြပေးပါမယ်တာချီလိတ်မြို့မှာရှိတဲ့ကြားဖြန့်ဂိုင်းတွေစီကနေရုရှားနိုင်ငံသူကိုတောင်မှအလွန်မပေးဘဲနဲ့အတင်းကျပ်ခိုင်းစေနှိပ်စက်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်ဩဂတ်လ9ရက်နေ့ညနေပိုင်းကမြန်မာနိုင်ငံတာချီလိတ်မြို့ဘက်ကနေမြေကိုဖြတ်ကူးကထိုင်းနိုင်ငံချင်းရိုင်ခရိုင်မဲဆိုင်မြို့နယ်ဘက်ကိုထွက်ပြေးလွတ်မြောက်လာတဲ့အသက်16နှစ်အရွယ်ရုရှားအမျိုးသမီးတဦးကိုထိုင်းအာဏာပိုင်များကကူညီကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။မဲဆိုင်ဆေးရုံမှာစိတ်ကူးတမှုခံယူနေတဲ့အဲ့ဒီအမျိုးသမီးကိုထိုင်းရဲတပ်ဖွဲ့ကတွားရောက်စစ်ဆေးမေးမြန်းခဲ့ရမှာမာရီယိုမီခိုင်လိုဗာဆိုတဲ့ရုရှားနိုင်ငံသူဖြစ်ကြောင်းသိရပြီးတော့သူမရဲ့လက်နဲ့ခြေထောက်တွေမှာဖိုးရောင်ပွန်ပဲ့ဒဏ်ရာများကိုတွေ့ခဲ့ရတဲ့အပြင်အလွန်တုန်လှုပ်ထိတ်လန့်နေတာကိုတွေ့ခဲ့ရပါတယ်။စကားပြန်ကနေတဆင့်စစ်ဆေးမေးမြန်းချက်များအရမာရီယာဟာအလုပ်လုပ်ဖို့အတွက်ရုရှားနိုင်ငံကနေတရုတ်နိုင်ငံကိုစတင်ထွက်ခွာလာခဲ့ပြီးအဲဒီကမှတဆင့်ထိုင်းနိုင်ငံကိုလေယာဉ်နဲ့လာရောက်ကမြန်မာနိုင်ငံထဲကိုပို့ဆောင်ခြင်းခံလိုက်ရတယ်လို့ပြောပါတယ်။မြန်မာနိုင်ငံရောက်ပြီးတဲ့နောက်ရန်ကုန်မန္တလေးမြို့များကနေတဆင့်တာချီလိတ်မြို့ကိုပို့ဆောင်ခြင်းခံလိုက်ရတယ်လို့ပြောပါတယ်။တွားရောက်ရတဲ့နေရာတိုင်းမှာရိုက်နှက်နှိပ်စက်ခြင်းကိုခံခဲ့ရတဲ့အတွက်ဒါချီလိတ်မြို့ဘက်ကနေပြီးတော့မြစ်ကိုဖြတ်ကူးကထိုင်းနိုင်ငံဘက်အချမ်းကိုစွန့်စားပြီးတော့ထွက်ပြေးလာခြင်းဖြစ်ကြောင်းမာရီယာကထွက်ဆိုထားပါတယ်။ထိုင်းနိုင်ငံဘက်ကိုရောက်ရှိတဲ့အချိန်မှာပစ်ကတ်ကားမောင်းတဲ့သူတဦးထံမှအကူအညီတောင်းခံခဲ့ပြီးတော့မဲဆိုင်မြို့မှာရှိတဲ့ Tesco Lotus ကားပါကင်အထီကိုပို့ဆောင်ပေးခဲ့တဲ့အတွက်ထိုင်းအာဏာပိုင်များနဲ့ချိတ်ဆက်ကဆေးရုံကိုပို့ဆောင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ပြောပါတယ်။လက်ရှိမှာမာရီယာဟာရုရှားနိုင်ငံကိုပြန်ကျင်ကြောင်းနဲ့မိခင်ဖြစ်သူထံကိုဆက်သွယ်ပေးရန်သာတောင်းဆိုနေပြီးထိုင်းအာဏာပိုင်များကစေကူတာမှုပေးထားသလိုထိုင်းနိုင်ငံမှာရှိတဲ့ရုရှားတန်ယုံကိုလည်းလှုပ်ထုံးလုပ်နည်းများအတိုင်းဆက်သွယ်အကြောင်းကြားထားပါတယ်။ထိုင်းရဲတပ်ဖွဲ့ရဲ့ကနဦးစုံစမ်းစစ်ဆေးချက်များအရအဲ့ဒီရုရှားအမျိုးသမီးဟာတာချီလိတ်နယ်စပ်မှာရှိတဲ့အွန်လိုင်းငွေလိမ်ဂိုင်းများ call center scam ဂိုင်းများရဲ့လိမ်လည်ခေါ်ဆောင်ခြင်းကိုခံခဲ့ရပြီးတော့အတင်းကျပ်ခိုင်းစေခြင်းကိုခံခဲ့ရတယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ။နောက်ထပ်ဖတ်ပြပေးရမယ့်သတင်းကတော့နေကလေးထိန်ချောင်းကိုဝင်တိုက်ခဲ့တဲ့ရင်မောင်းဖြစ်သူကိုဆွဲချက်9ခုနဲ့အမှုဖွင့်ထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။နေကလေးထိန်ချောင်းကိုကားနဲ့ဝင်တိုက်ခဲ့တဲ့ဖြစ်စဉ်မှာအသက်54နှစ်အရွယ်ရင်မောင်းကိုဆွဲချက်9ခုနဲ့ထိုင်းရဲတပ်ဖွဲ့ကအမှုဖွင့်ခဲ့ပါတယ်။ဩဂတ်လ9ရက်နေ့တုန်းကကမ်ချနာဘူရီပြည်နယ်မှာရှိတဲ့မူအန်ခရိုင်မှာဖွင့်လှစ်ထားတဲ့နေကလေးထိန်ချောင်းအဆောက်အုံကိုအဲ့ဒီအမျိုးသားရဲ့ကားကအရှိန်နဲ့ဝင်တိုက်မိခဲ့ပြီးတော့ကလေးအယောက်20ဒဏ်ရာရရှိသွားပါတယ်။သူကိုဆေးစစ်ကြည့်တဲ့အခါမှာမက်သ်ဖက်တမင်ဆေးကြောင့်ဟီရိုအင်မူရဲ့ဆေးဝါးတွေကိုတုံးဆွဲထားကြောင်းဖော်ထုတ်တွေ့ရှိလာတယ်လို့ရဲတွေကပြောပါတယ်။ဒါအပြင်သူစီးတဲ့ Honda Civic ကားတွေကနေ .32 pistol တလက်ကြီး၄တောင်ကြီးကက်တစ်ခုတို့ကိုတင်စီရမိခဲ့ပါတယ်။သူနဲ့အတူစီးနှင်းလိုက်ပါလာတဲ့အသက်20အရွယ်လူငယ်ကလည်းဟီရိုအင်မူရဲ့ဆေးတုံးထားကြောင်းဆေးစစ်ရလက်ထွက်ပေါ်လာခဲ့ပါတယ်။ရင်မောင်းဟာထိခိုက်ပျက်စီးဒဏ်ရာရမှုတွေဖြစ်ပေါ်စေတဲ့အဆင်ခြင်မဲ့မောင်းနှင်မှုတရားမဝင်လက်နက်ကင်ဆောင်မှုခွင့်ပြုချက်မရှိဘဲနဲ့လက်နက်ကိုလူအများနဲ့ဆိုင်တဲ့နေရာကိုတည်ဆောင်လာမှုမူရဲ့ဆေးတုံးဆွဲမှုမူရဲ့ဆေးတုံးဆွဲပြီးတော့ရင်မောင်းနှင်မှုတွေနဲ့ဆွဲချက်အတိမ်ခံထားရတယ်လို့သိရပါတယ်။သူ့ရဲ့အဖော်ကလည်းမူရစေးသုံးဆွဲမှုနဲ့တရားရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ဘန်နွန်ဆောင်တွန်နေကလေးထင်းကျောင်းမှာကလေး34ဦးနေကင်းမှာအိတ်ဆက်အနားယူနေတဲ့အချိန်ကားကအဆောက်အုံကိုဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ဒဏ်ရာရတဲ့ကလေးအယောက်20ဟာလည်းအများစုကအနေအချင်းထိခိုက်ဒဏ်ရာသာဖြစ်ပေမဲ့တဦးကတော့ဩဂတ်လ9ရက်နေ့အထိအခြေအနေအရဆေးရုံတက်နေရဆဲဖြစ်တယ်လို့သိရပါတယ်။အခင်းဖြစ်ပွားရာဩဂတ်လ9ရက်နေ့ကဘန်ကောက်မြို့တော်နားမှာကျောင်းသားတဦးကသူ့ရဲ့ကျောင်းနဲ့နေအိမ်မှာပြစ်ခတ်မှုကျူးလွန်ပြီးတော့ကိုလည်းအဆုံးစီရင်သွားခဲ့ပါတယ်။ထိုင်းနိုင်ငံတစ်ခုလုံးကိုတုံ့လှုပ်သွားစေတဲ့အဲ့ဒီဖြစ်စဉ်မှာလူ9ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာ။နောက်ထပ်ဖတ်ပြပေးရမယ့်သတင်းကတော့သခိုင်းတိုင်းအတွင်းမူးမြစ်ရေရှမ်းမှုကြောင့်ခင်ဦးရွှေဘုံနဲ့ဝက်လက်မြို့နယ်များမှာရှိတဲ့ကျေးရွာပေါင်း40ကျော်ဟာရေဘေးဒဏ်ကိုစိုးရိမ်ပွဲကြုံတွေ့နေရပြီးတော့အရေးပေါ်အကူအညီများလိုအပ်နေတဲ့ဆိုတဲ့သတင်းကိုဖတ်ပြပေးပါမယ်။သခိုင်းတိုင်းအတွင်းမူးမြစ်ရေမြင့်တက်လာမှုနဲ့မိုးတဲထန်စွာဇက်တိုက်ရွာသွန်းမှုတို့ကြောင့်ခင်ဦးရွှေဘုံနဲ့ဝက်လက်မြို့နယ်များအတွင်းမှာရှိတဲ့ကျေးရွာပေါင်း40ကျော်မှာရေကြီးရေရှမ်းမှုများစိုးဝါးစွာဖြစ်ပေါ်နေပြီးအရေးပေါ်အကူအညီများလိုအပ်နေတယ်လို့သတင်းပေးဖို့ပြောကြားလာပါတယ်။ခင်ဦးမြို့နယ်တစ်ခုလုံးမှာမနေ့ကညကစပြီးတော့မိုးတဲထန်စွာဇက်တိုက်ရွာသွန်းခဲ့တဲ့အတွက်မြို့နယ်အနောက်ချမ်းမှာရှိတဲ့မူးတိန်ချောင်းရေကျိုးကြကစဘာပြိုးခင်စိုက်ခင်းများနဲ့တင်းနံရခင်းများအတွင်းထဲကိုရေများစီးဝင်လျက်ရှိပါတယ်။မိုးမြင့်နဲ့ DY1 မူးပေါင်အနီးမှာရှိတဲ့ရေဘေးတဲ့ကျေးရွာများမှာမနေ့ကမွန်လွယ်ပိုင်းကရေ2လက်မခန့်ပြန်ကျသွားခဲ့တော့လေဆက်လက်ပြီးတော့မိုးရွာသွန်းနေမှုကြောင့်ရေမျက်နှာပြင်ပြန်လည်မြင့်တက်လာနေတယ်လို့ပြောပါတယ်။လက်ရှိမှာခေဦးမြို့နယ်အနောက်တောင်ချမ်းနဲ့
အနောက်မြောက်ချမ်းမှာရှိတဲ့ကျေးရွာ19ရွာရေဝင်ရောက်နေပြီးတော့ဒေသခံထောင်ပေါင်းများစွာဟာလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတာဟာ3ရက်မြောက်ရှိပြီဖြစ်ပါတယ်လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့်တက်ကြီးရွယ်အိုများအမျိုးသမီးများနဲ့ကလေးငယ်များနေထိုင်ရေးအခက်အခဲနဲ့ကြုံတွေ့နေရတဲ့အပြင်ဖျားနာမှုများလည်းစတင်ဖြစ်ပွားနေတဲ့အတွက်အစားအစာနဲ့ဆေးဝါးထောက်ပံ့မှုများအရေးပေါ်လိုအပ်နေပါတယ်။ရေဘေးတဲ့ကျေးရွာ19ရွာဖြစ်တဲ့တာတိုင်ကျေးရွာ၊ဇီတော်ကျေးရွာ၊လက်ပံကွက်ကျေးရွာ၊တပ်ပေးကျေးရွာ၊မူးတာကျေးရွာ၊ရွာသစ်ကျေးရွာ၊တက်တာပရောင်ကားစိတ်ကျေးရွာ၊အင်းတိုင်းတောင်မြောက်ကျေးရွာ၊တရက်ပင်စုကျေးရွာ၊ရွာသစ်ကုန်းကျေးရွာ၊အင်းဘက်ကျေးရွာအောင်ချမ်းသာကျေးရွာမကြီးအုပ်ကျေးရွာရာတော်ကျေးရွာမြဲတောင်ကျေးရွာကျွန်းတော်လေးဥယျာဉ်ကျေးရွာကျွန်းတော်ကြီးကျေးရွာတာဝတိကျေးရွာနဲ့မုံလကျေးရွာတို့ကထောင်ထဲချီတဲ့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဒါအပြင်ရွှေဘိုခရိုင်ရွှေဘိုမြို့နယ်အနောက်ချမ်းနဲ့အနောက်တောင်ချမ်းမိုးမြစ်ကမ်းအနီးမှာရှိတဲ့ကျေးရွာပေါင်း18ရွာမှာမိုးမြစ်ရေရှမ်းမှုကြောင့်ရေဘေးအန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။အဲဒီတဲကမှကျေးရွာ17ရွာဟာစိုးရင်ရေအမှတ်ကိုရောက်ရှိနေပြီလို့သိရပါတယ်။လက်ရှိအချိန်မှာရေဘေးတဲ့ကျေးရွာ18ရွာဖြစ်တဲ့ညောင်မင်းသာကန်တာကုန်းကြောင်ရှာတော်ရေကြီးဝထူးကြီးတဲပင်တန်းတော်တန်ပရာချံမအူပင်ရုံတော်ညောင်ကိုင်းညောင်ပင်လှတောင်ထွတ်ကိုင်းဂရုစီရေတော်မှုနဲ့ဝင်းစီရွာတို့ကထောင်ထဲချီတဲ့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရပြီးစားနပ်ရိက္ခာများလည်းအရေးပေါ်လိုအပ်နေတယ်လို့ပြောပါတယ်။အလားတူပဲဝက်လက်မြို့နယ်အနောက်ချမ်းမိုးမြစ်အနီးမှာရှိတဲ့ကျေးရွာ18ရွာမှာရေလွှမ်းမိုးမှုများစတင်ဖြစ်ပေါ်နေပြီးတော့တချို့ကျေးရွာများဟာစိုးစိုးဝါးဝါထိခိုက်ခံစားနေရတယ်လို့သိရပါတယ်။ရေလွှမ်းမိုးမှုဟာဆက်လက်ပြီးတော့မြင့်တက်နေဆဲဖြစ်ပါတယ်။ရေဘေးတဲ့ကျေးရွာ18ရွာဖြစ်တဲ့တမန်သာကျေးရွာ၊တဲတော်ကျေးရွာ၊ဥယျာဉ်သာကျေးရွာ၊မူးချိုးကျေးရွာ၊ဆွဲခွေကျေးရွာ၊မိုးကန်လေးကျေးရွာ၊တမယိုးကျေးရွာဂိုင်းရွာရွှေအိုးရရွာနဘဲလာရွာတရက်ချိုရွာကြောက်ကုန်းရွာမြင်းတီရွာဥယျာဉ်သာရွာမြောက်ကွယ်မင်းကန်ကျေးရွာရွှေပန်းကုန်းကျေးရွာနဲ့ဗိုလ်ရဲကျေးရွာတို့ကထောင်ထဲချီတဲ့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရပါတယ်အခုကစားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေပါတယ်ရှောင်နေရတဲ့တဲမှာစစ်ဘေးရှောင်နေရတဲ့ရွာတွေလည်းပါပါတယ်ရေကမနေ့ကအနှဲငယ်ပြန်ကျပေမဲ့မိုးကညာကလေးကအဆက်မပြတ်ရွာနေတော့ရေကပြန်တက်လာတာတချို့ကြတော့မပြောင်းကြဘူးပိတ်မိနေတဲ့သူတွေကိုလည်းကယ်ဆယ်ရေးတွေလုပ်နေရတယ်လို့ရေဘေးကယ်ဆယ်ရေးလှုပ်ဆောင်နေသူတို့ကပြောပြထားပါတယ်ခင်ဗျာနောက်ထပ်ဖတ်ပြပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာတက္ကစီယာဉ်မောင်းခြင်းဟာအသက်အန္တရာယ်နဲ့အနည်းဆုံးလုပ်ငန်းဖြစ်လာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရန်ကုန်မြို့ရဲ့တရားဥပဒေစိုးမိုးရေးဟာတုံ့ညအဆင့်ကိုနီးကပ်လာပြီးတော့စီးပွားရေးကြက်တဲမှုဒဏ်ကိုအပြင်းထန်ခံစားလာရတဲ့နဲ့အမျှတက္ကစီကားတွေကိုပြစ်မှတ်ထားပြီးတော့လူရက်တပ်ဖြတ်မှုများလဲများပြားလာတယ်လို့ရန်ကုန်မြို့မှာရှိတဲ့တက္ကစီယာဉ်မောင်းတအုပ်ကပြောဆိုထားပါတယ်အချိန်မရွေးလူခံရနိုင်ပါတယ်လူကိုတက်ပြီးတော့ကားပါလူသွားတာမျိုးလဲကြားနေရတယ်နေကင်းကြောင်တောင်မှုကင်းတွေလဲနေတိုင်းနှီးပါဖြစ်နေတယ်ရဲရှိနေလဲမမြင်ကြအောင်ဆောင်သွားတာပဲရဲသွားတိုင်လို့ပေါ်တဲ့အမှုလဲရှားပါတယ်ဒီနေ့ခေတ်လူဓာတွေကပျက်စီးတယ်မကဘူးလူကိုပါဒုက္ခပေးလို့ကြောက်ကြောက်နဲ့ကားမောင်းနေရတာလို့ဒဂုံမြို့တစ်မြောက်ပိုင်းမှာနေတဲ့တက္ကစီယာဉ်မောင်းတအုပ်ကသတင်းပေးပို့လာပါတယ်။ဩဂတ်စ်လ6ရက်နေ့ကလှိုင်သာယာဆက်မှုစုံတက်ညောင်ကျေးရွာနေတက္ကစီယာဉ်မောင်းတအုပ်ဟာကားငှားလိုက်ပို့ရင်းနဲ့လူရောကားပါပျောက်ဆုံးသွားကြောင်းလူမှုကွန်ရက်ပေါ်မှာလူပြောက်ကြီးညာတင်ထားကြောင်းတွေ့ရပါတယ်။အဲ့ဒီပျောက်ဆုံးမှုကအခုထိကိုလူရောကားပါပြန်မတွေ့သေးဘူး။ကျွန်တော်တို့တက္ကစီသမားချင်းချင်းပြောလို့သိရတာပါ။ဒီလိုမျိုးတွေကြောက်လို့လူရုပ်မြင်ရတဲ့ Grab နဲ့ပဲဆွဲတယ်။စိတ်ထဲမသိငါရင်မလိုက်ဘူး။ကျွန်တော်ကကိုပိုင်ကားငွေသိပ်ရှာစရာမလိုလို့ငွေရှာမှဖြစ်မဲ့သူတွေကြတော့မတက်နိုင်ဘူးလိုက်ရတာပဲလို့၎င်းကရှင်းပြထားပါတယ်။ပြီးခဲ့တဲ့နှစ်နဲ့အခုနှစ်အတွင်းမှာလူရက်ခံရမှုဖြစ်စဉ်အားလုံးနှီးပါးမှာလမ်းမှာလက်ပြတားပြီးတော့တက္ကစီငှားရတဲ့သူတွေကကျူးလွန်ကြခြင်းဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်တနေ့ကို3,200,000လောက်ပဲရှာတယ်။2,000က Grab ရဲ့ဝန်ဆောင်ကကျန်တဲ့3,000ကိုစီဘိုးဘာညာနှုတ်လိုက်ရင်9,000ကျော်6,000လောက်တော့ကျန်တယ်။အဲ့ဒါနဲ့အိမ်စရိတ်နဲ့ကားပြင်စရိတ်သုံးတယ်။ကျွန်တော်ကမိမပဲရှိတာမိသားစုမရှိဘူးကိုပိုင်ကားပေမဲ့မိသားစုရှိတဲ့သူကြတော့ရုံးရတာပေါ့လို့၎င်းကဆက်လက်ပြောပြထားပါတယ်။ဒေါင်းကလာပါမြို့နယ်မှာနေတဲ့ကိုပိုင်တက္ကစီယာဉ်မောင်းတအုပ်က၎င်းအနေနဲ့မိသားစုရှိတဲ့အတွက်တနေ့ကို3,000ခန့်ကျန်အောင်မနေ့ရုံးကန်နေရတယ်လို့ပြောပြထားပါတယ်။ကျွန်တော်က EV ကားဆိုတော့စီထည့်စရာမလိုဘူးအလို့မခံရအောင် Grab နဲ့ပဲဆွဲတယ်။ဒါတောင်လူတာတွေကမကြာခဏဖြစ်နေတော့အိမ်ကမိန်းမကစိတ်ပူပြီးဖုန်းခဏဆက်နေရတယ်။ဒီခေတ်ကြီးကပျက်စီးလူရင်းနဲ့လူကိုပါတတ်သွားနိုင်လို့ကြောက်နေရတယ်လို့၎င်းကပြောပြထားပါတယ်။တက္ကစီယာဉ်များရဲ့ငှားရမ်းကအုံနာကြီးဟာ EV ကားဆိုရင်တရက်ကို8,000ဝန်းကျင် gas ကားဆိုရင်4,000-5,000ဝန်းကျင်နဲ့ဓာတ်ဆီကားဆိုရင်3,000ဝန်းကျင်ရှိတယ်လို့ပြောပါတယ်။ဒါကလွဲရင်ကျန်တာမှမလုပ်တတ်တော့ကိုကငှားမောင်းတဲ့တက္ကစီဆိုတော့ကိုအတွက်ကြံအောင်တော်တော်လေးကိုရုံးရပါတယ်။တချို့ရက်တွေမှာဆိုရင်ညနေစောင်းတာတောင်မှအုံနာကြီးပဲရသေးလို့ပြာရာကိုခတ်နေတာပဲလို့လှိုင်မြို့နယ်2ရက်ကွက်မှာနေတဲ့တက္ကစီယာဉ်မောင်းတဦးကရင်ဖွင့်ပြောပြထားပါတယ်။၎င်းတို့3ဦးစလုံးဟာတက္ကစီယာဉ်မောင်းလုပ်သက်10နှစ်နဲ့အထက်ရှိသူများဖြစ်ပြီးတော့တခြားလုပ်စရာအလုပ်မရှိတဲ့အတွက်ကြောင့်တက္ကစီယာဉ်မောင်းအလုပ်ကိုလုပ်နေရခြင်းဖြစ်ပြီးနောက်ပိုင်းမှာ
က်ဆီယာဉ်မောင်းခြင်းဟာအသက်နဲ့ရင်းပြီးတော့ငွေရှာနေရတဲ့အလုပ်ဖြစ်လာတယ်လို့ပြောပြထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဖတ်ပြပေးရမယ့်သတင်းကတော့မလေးရှားနိုင်ငံဂျိုဟိုးပြည်နယ်မှာရှိတဲ့စားတောက်ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေတဲ့တရားမဝင်မြန်မာ35ဦးအဖမ်းခံရပြီးတော့မြန်မာ82ဦးကိုရန်ကုန်ကိုပြန်ပို့လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်မလေးရှားနိုင်ငံဂျိုဟိုးပြည်နယ်ဂျိုဟိုးဘာရူမြို့မှာရှိတဲ့ပင်လယ်စာစားတောက်ဆိုင်တစ်ဆိုင်ကိုလာဝကအာဏာပိုင်များကအော်ပရာစီစီမံချက်နဲ့ဝင်ရောက်စစ်ဆေးရာမြန်မာနိုင်ငံသား35ဦးအပါအဝင်တရားမဝင်နိုင်ငံသား38ဦးကိုဖမ်းဆီးလိုက်တယ်လို့ဂျိုဟိုးပြည်နယ်လာဝကဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဩဂတ်စ်လ9ရက်နေ့နေ့လယ်12နာရီလောက်မှာဒေသခံတွေရဲ့တိုင်ကြားချက်အရဂျိုဟိုးပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကတာဝန်ရှိသူများဟာဂျိုဟိုးဘာရူမြို့တာမန်စန်တိုဇာအမည်ရှိတဲ့နာမည်ကြီးပင်လယ်စာစားတောက်ဆိုင်တစ်ဆိုင်ကိုရှောင်းတခင်ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီစားတောက်ဆိုင်မှာတရားမဝင်နိုင်ငံသားအလုပ်သမားများကိုခိုလုံခွင့်ပေးထားပြီးတော့အလုပ်ခန့်ထားကြောင်းတိုင်ကြားချက်ရရှိထားတဲ့အတွက်လာဝကအရာရှိတွေကစားတောက်ဆိုင်အတွင်းသားမကဘဲနဲ့ဆိုင်ရဲ့အနောက်ဘက်မှာရှိတဲ့အလုပ်သမားအိတ်ဆောင်များအထိပါပိတ်ဆို့ပြီးတော့ရှာဖွေစစ်ဆေးခဲ့ကြောင်းသိရပါတယ်။ဒါအပြင်စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန်ဆိုင်မန်နေဂျာဖြစ်သူမလေးရှားနိုင်ငံသားတအုပ်ကိုလည်းထိန်းသိမ်းခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ဆေးမှုအတွင်းအသက်19နှစ်ကနေ49နှစ်အတွင်းရှိတဲ့ဇပွဲတို့နဲ့စဖို့မှုအဖြစ်လုပ်ကင်နေတဲ့တရားမဝင်နိုင်ငံသား38ဦးကိုဖမ်းဆီးရမိခဲ့ပြီးတော့၎င်းတို့တွေကမြန်မာနိုင်ငံသား35ဦးဗီယက်နမ်နိုင်ငံသားတအုပ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတအုပ်တို့ပါဝင်ကြောင်းသိရပါတယ်။မြန်မာနိုင်ငံသား35ဦးမှာအမျိုးသား6ဦးနဲ့အမျိုးသမီး29ဦးပါဝင်ပါတယ်။ဖမ်းဆီးခံတဲ့သူတွေဟာမလေးရှားနိုင်ငံလာဝကဥပဒေနဲ့သက်ဆိုင်ရာစီမံစည်းကမ်းများကိုချိုးဖောက်ထားတယ်လို့တန်တရားရှိတဲ့အတွက်အရေးယူရန်ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းသိရပါတယ်။လက်ရှိမှာမြန်မာနိုင်ငံသား35ဦးအပါအဝင်ဖမ်းဆီးခံရတဲ့38ဦးစလုံးကိုဆက်လက်စစ်ဆေးအရေးယူနိုင်ရန်စီတီယာထရော်ပီကာလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းကိုပို့ဆောင်ထားကြောင်းသိရပါတယ်။အလားတူပဲဂျိုဟိုးပြည်နယ်ပီကန်နီနက်စ်လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းမှာပြည်ထံကြခံပြီးစီးခဲ့တဲ့သူတွေကမြန်မာနိုင်ငံသား82ဦးအပါအဝင်တရားမဝင်နိုင်ငံသားစုစုပေါင်းအယောက်200ကျော်ကိုသက်ဆိုင်ရာနိုင်ငံများကိုပြည်내တံပေးပြီးတော့ပြန်လည်ဆေးလွတ်ခဲ့ကြောင်းဂျိုဟိုးပြည်နယ်လာဝကဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ဩဂတ်စ်လပထမပတ်အတွင်းမှာပြုလုပ်ခဲ့တဲ့အဲ့ဒီပြည်내တံပေးမှုမှာမြန်မာနိုင်ငံသား82ဦးအင်ဒိုနီးရှားနိုင်ငံသား82ဦးထိုင်းနိုင်ငံသား23ဦးဘင်္ဂလားဒေ့ရှ်နိုင်ငံသား14ဦးပါကစ္စတန်နိုင်ငံသား5ဦးဗီယက်နမ်နိုင်ငံသား4ဦးအိန္ဒိယနိုင်ငံသား3ဦးနဲ့နယ်သာလန်နဲ့နီပေါနိုင်ငံသား2ဦးတို့ပါဝင်ကြောင်းသိရပါတယ်။ပြည်내တံပေးခံရတဲ့သူတွေကိုကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့စတူလန်လူအတ်ဂရိုးစိတ်ကမ်းကနေတဆင့်လေကြောင်းနဲ့ရေကြောင်းခရီးစဉ်များနဲ့သက်ဆိုင်ရာနိုင်ငံများကိုပြန်လည်ဆေလွတ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုပြန်ပို့ခံရတဲ့သူတွေဟာမလေးရှားနိုင်ငံအတွင်းရာဇသတ်ကြီးဥပဒေ၊မူရစေဝါဆိုင်ရာဥပဒေများနဲ့လူဝင်မှုကြီးကြပ်ရေးဥပဒေများအပါအဝင်သက်ဆိုင်ရာဥပဒေများကိုချိုးဖောက်မှုများကြောင့်ပြည်ထံကြခံပြီးစီးခဲ့တဲ့သူတွေဖြစ်ကြောင်းမလေးရှားအာဏာပိုင်များကပြောဆိုထားပါတယ်။ပြည်내တံပေးခံရတဲ့မြန်မာနိုင်ငံသား82ဦးအပါအဝင်နိုင်ငံသား204ဦးကိုမလေးရှားလာဝကရဲ့စနစ်အတွင်းဝင်ရောက်ခွင့်ပိတ်ပင်ထားတဲ့စည်ရင်းအဖြစ်နဲ့ထည့်သွင်းထားပြီးတော့တတ်မှတ်ကာလအတွင်းမှာမလေးရှားနိုင်ငံကိုပြန်လည်ဝင်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့သိရပါတယ်ခင်ဗျာအခုလိုမျိုးနေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့အရေးကြီးသတင်းများကိုခိုင်လုံတဲ့သတင်းအမြင့်များကနေပြီးတော့စူးစီးဖတ်ပြပေးနေတဲ့ Nathan's Report Channel ကို like and subscribe လုပ်ပေးခဲ့ကြပါခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နာမည် Nathan ပါ